18ရက်8လ2026တနင်္လာနေ့ပေါ့နော်ဒိတ်ကိုတခြားပြောမယ်နော်18ရက်8လ2026တနင်္လာနေ့နော်ထုံးစံတိုင်းပဲကျမတို့တွေအဖွင့်နေပြန်ရောက်ပြီနော်အကြောင်းနေဖွင့်ပြီပေါ့ကွယ်တိုင်းเจ้าနေလည်းပြန်ဖွင့်ပြီပေါ့နော်အခါကျတော့အဖွင့်နေ့အတွက်ဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကဒိတ်မှားနေကြတဲ့သူများဒီဒိတ်ကိုကျမတေချာပြောတယ်18ရက်6လ18ရက်8လ2026တေချာပြောမှလွယ်တာ18ရက်8လ2026တနင်္လာနေ့အတွက်ပါရှင်ဒီဗီဒီယိုဖိုင်ကနော်အဲ့တော့မုံအနေနဲ့အရင်ပြောမယ်မုံကကြတော့3ခုဆိုင်ကောင်းမလား10ခုဆိုင်ကောင်းမလားထုံးစံတိုင်းပဲချိန်စားမယ်ပေါ့နော်မုံက3ခုဆိုင်ကောင်းမလား10ခုဆိုင်ကောင်းမလားတော်ချောင်းလေးတွေကတော့တနင်္လာနေ့ဖြစ်တဲ့အတွက်ထုံးစံတိုင်းပဲ2ချောင်းတွေ4ချောင်းတွေ9ချောင်းတွေနော်အဲ့ဒီတော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ကျောင်း9ရက်ဖွင့်လို့ရှိရင်ပေါ့နော်ကျောင်း9ရက်ဖွင့်လို့ရှိရင်3ရက်လောက်ကဒီတော့နဲ့မုံနဲ့တွဲပြီးတော့စာရင်စော့ဖြစ်နေတာပေါ့နော်အဲ့ဒါလေးကိုတစ်ချက်သတိပြုစေခြင်းနဲ့တခါတလေကြာရင်လေတော့ကတက်တက်မုံကတက်တက်ပေါ့နော်မုံကတက်တက်စားသွားတယ်တော့ကလည်းသူ့ဟာသူတက်တက်စော့တယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းဖြစ်တယ်အဲ့ခါကျတော့ဘယ်လိုပဲပြောကို့မှာရှိတာကို့မှာကိုကြိုက်တာကိုမှရှိတာလေးနဲ့တွဲကပ်ပြီးတော့စားခြင်းလဲစားစော့ခြင်းလဲစော့ပေါ့နော်ဒါကတော့ရှင်တို့သဘောကျမရတာလေးဒီလာပြောပြတာမုံက3ခုသို့မဟုတ်10ခုပေါ့နော်တော့ကလည်း2ချောင်း4ချောင်း9ချောင်းပေါ့နော်အဲ့တော့ကျမကဒီ TikTok မှာကအဆင်မပြေတော့ဘူးပေါ့နော်စကားဒီလိုမျိုးတိုင်းလောကနဲ့ပတ်သက်လို့ပြောရတာကအဆင်မပြေတော့ဘူးဟဲ့ဒီကောင်မလေးကငါတို့ပေါ့နော်TikTok ကလူကြီးမင်းများဘလို့တွေးလဲဆိုတော့ဒီကောင်မလေးကငါတို့ကိုဂျင်းထည့်နေတာတကယ်တော့သူတိုင်းချောင်းကြီးပြောနေတာပဲဆိုတာသူတို့ကသဘောပေါက်သွားနေတယ်ကျမဗီဒီယိုဖိုင်ကြီးဖြက်ဖြက်ချတယ်တော်တို့ရေနော်အဲ့တော့ကျမပြောချင်တာကကျမ YouTube မှာစောင့်နေတယ်ရှင်ဒါပေမဲ့ YouTube မှာကကြတော့ subscriber ပေါ့နော်ကျမကို subscribe လုပ်တဲ့သူအယောက်90ပြည့်မှ like လွှင့်ခွင့်ပေးမှာတဲ့တော်တို့ရဲ့သိလားအဲ့တော့ကျမကဒီရုပ်ကလေးကို like လွှင့်ပေးခြင်းတာမှပဲကျမမှာ subscriber 90မပြည့်တဲ့အတွက်လွှင့်လို့မရဘူးဖြစ်နေတယ်အဲ့ခါကျတော့ရှင်တို့ TikTok တောင်သုံးပြီပဲ YouTube ကမသုံးတက်စရာမှမလိုတာဟုတ်တယ်မရှိတာเนาะမသုံးတက်စရာမရှိဘူးလေเนาะ YouTube လေးတွေကိုဝင် search bar မှာတဲစုမုံဆိုပြီးအင်္ဂလိပ်လိုရိုက်ရှာလိုက်ရင်ကျမဒီရုပ်ကလေးထွက်လာမယ်ကျမအတန်တန်ပြောတယ်အဲ့ဒီခါကျတော့ဒီမှာမတင်ပြတော့ရင်ကြတော့အပြင်မှာလာပြောလာမေးတယ်လာတောင်းတယ်เนาะကျမကလည်းဖွင့်ရက်တည်ဆိုလို့ရှိရင်ကျမဖွင့်နေကျမနေကအလောက်ကရှုပ်နေရောအဲ့ခါကျတော့ဒီလိုမျိုးတော့နေမုံတွေကိုအမြဲတမ်းပြောပေးနိုင်မှုဆိုတာကအဆင်မပြေဘူးเนาะဒါဖင်ကောင်းကြေတာမဟုတ်ဘူးလीเนาะကိုပြောတာကိုလိုက်လုပ်တဲ့သူတွေကိုပဲပြောတာလीเนาะအဲ့ဒါကြောင့်မို့လို့ YouTube ကိုလာခဲ့ပါကျမ YouTube မှာစောင့်နေတယ်အယောက်90ပြည့်မှကျမ like လွှင့်လို့ရမှာเนาะကျမ YouTube မှာစောင့်နေပါတယ်ရှင်